ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဖြစ်နေတော့ဒီထိုင်းတရအနှစ်ချို့ကိုသွားမှာဖြစ်ပါတယ်ဟိုနေ့ကတင်ကစားတင်းနဲ့တင်ကစားနှိပ်ပြီးပါပြီဒီနေ့အနှစ်ချို့လုပ်ပေးရခြင်းရဲ့ရွယ်ချက်ကဖြစ်နေတော့ဒီအတန်တိုနဲ့အတန်ရှိတွေကို screenshot ရိုက်ပြီးတော့ကိုယ့်အကိုလေ့ကျင့်လို့ရအောင်ပြီးရင်တစုတစည်းတဲ့စုပေးပြီးတော့အနှစ်ပြန်ချုပ်ပေးတာဖြစ်ပါတယ်ပြီးတင်ကားစာတုံးကလည်းပြီးရင်ပြီးတင်ကားစာအနှစ်ချုပ်လုပ်ပေးတယ်လို့တရတင်ကားစာမှာလည်းတရတင်ကားစာအနှစ်ချုပ်လုပ်ပေးခြင်းတဲ့အတွက်ဒီဗီဒီယိုလေးကိုတီးတကူတကွာကြီးလုပ်ပေးရတာဖြစ်ပါတယ်ပြီးရင်ဒီမှာတရအနှစ်ချုပ်လို့ရေးထားပါတယ်ကဲအနှစ်ချုပ်ဆိုတဲ့အတိုင်းပဲစာကနေပြီးရင်နေစနစ်လေးတွေပြန်ပြီးတော့ပြန်ပြီးတော့နှွေးပေးပါမယ်ဒီကတူတွေပို့ပြီးတော့တတိအောင်မှန်ပြီးတော့နေစနစ်တွေကသူ့သင်ခန်းစာတိုင်းမှာသူ့ရဲ့နေစနစ်တွေရှိပါတယ်အဲ့ဒီတွေကြောင့်ဖြစ်နေစနစ်လေးတွေကိုမှန်ပြီးနေစေချင်လို့ပါဒီကတူတွေကိုโอเคသွားမယ်မာတာရန်ပြီးတော့ထိုင်းတရ32တန်ရှိပါတယ်အဲ့ဒီ32တန်ကိုအတန်တို့တရ18လုံးနဲ့အတာရှိတရ14လုံးဆိုပြီးတော့ခွဲထားပါတယ်အတန်တို့တရကတန်တို့ထွက်တယ်တန်ရှိတရကတန်ရှိထွက်တယ်ရန်ယူရှင်းပါတယ်သူတို့နှစ်ယောက်သူတို့အတန်နှစ်တန်ကဖိညီတို့လွဲသွားစရာအကြောင်းမရှိပါဘူးတန်သူကတန်သူတယ်တန်ရှိကတန်ရှိတယ်ကွဲကွဲပြားပြားကိုကြားနေရမှာဖြစ်ပါတယ်ဖိညီတို့ကဲနောက်တစ်ခုကတတိထားရမှာတန်သူတရကိုထိုင်းစာအရ CNA လို့ခေါ်တဲ့မိုင်းအီအတန်ဝက်ဆာမိုင်းအတန်ထွက်တာဖြစ်လို့မြန်မာစာမှာအောက်ကမြင့်ပါတဲ့အတန်နဲ့ထွက်ရင်မှားပါတယ်တတိထားပါဖိမြဲပြောတဲ့အဆိုကိုစရာအာကိုဆရာအားလို့ဖိထွက်ရင်မှားပါတယ်အဲ့ဒါကတန်တူတရရဲ့ထူခြားချက်ပါအောက်ကမြင့်အတန်နဲ့ဖိမစိုးရပါဘူးနောက်တစ်ခုကတရအတန်ထွက်တာမှားရင်ဘီးနဲ့ပေါတဲ့အခါတန်ထွက်လည်းမှားသွားတတ်ပါတယ်ဒီတစ်ချက်ကိုလည်းတတိထားစေချင်ပါတယ်ဒီဟာဖိညီတို့ကဒီဟာလေးကိုတိထားလို့ရှိရင်တန်ထွက်ကိုမှန်မှန်ကန်ကန်လေ့ကျင့်ဖို့လိုပါတယ်ရေးကြီးတဲ့ခန်းကန်တာမှာထိုက်တရကလည်းပါပါတယ်ဘီးနဲ့သွားပေါင်းတဲ့ခြေတရတန်ထွက်မှားရင်တန်ထွက်လာတဲ့ရလကမှားသွားနိုင်ပါတယ်အဲ့ဒါကြောင့်ဖိညီတက်ကပြောပြရစီဒါထွက်မကကလေးနားထောင်ပြီးထွက်ပေးပါနောက်တစ်ခုမှတ်တမ်းရကဲဒါဆိုတရအတန်ရှိတရဆက်လေးလုံးကိုဒါကဖိညီဟိုနေ့ကဟာကိုမှားပြီးတော့ရေးထားတာเนาะကဲနောက်တစ်ခုသွားမယ်ဒါဆိုရင်တရအနှစ်ချုပ်အတန်ထွက်ကြဆိုဟုတ်တယ်အတန်တို့နဲ့အတန်ရှိနိုင်ရှင်ပြီးတန်ထွက်ကြဆိုโอเคဒီနေ့တန်တို့နဲ့တန်ရှိကိုနိုင်ရှင်ပြီးတော့အချင်းချုပ်ပြီးတော့နောက်တစ်ခေါက်လေးတရတွေကိုဆိုလေးကြည့်သွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်မြန်မာလိုအတန်ထွက်မရေးပဲဆိုလို့ရအောင်လေ့ကျင့်ကြမှာဟုတ်တယ်ဒီတေခန်းစာမှာဖိညီမြန်မာလိုအတန်ထွက်မရေးပြီးတော့ဘူးအတန်ထွက်ကိုပဲနားထောင်ပြီးတော့ဖိညီတို့လေ့ကျင့်ကြပါစို့ကဲနိုင်ရှင်ပြီးတော့လေ့ကျင့်ကြမယ်ဒီဟာလေးကို screenshot လေးရိုက်ပြီးတော့ကိုယ့်အကိုလေ့ကျင့်လို့လည်းရပါတယ်နော်ကဲဖိညီပထမဆုံးတန်ထွက်ပြဒီမှာကအတန်တိုတရဒီမှာကတန်ရှိတရဖြစ်ပါတယ်ကဲဒီဟာကိုဆလာအားလို့ဖိမထွက်နဲ့နော်ဒါရန်ရေးကြည့်ပါတယ်အားပါပြီးတော့ဖိထွက်လို့မရပါဘူးဒါဆိုလို့ရှိရင်ဘီနဲ့လာပေါင်းတဲ့အခါဖိညီတို့တန်ထွက်တွေမှားသွားနိုင်တဲ့အတွက်ကြောင့်အကမြစ်ထပ်ဖိမဆိုပါနဲ့ဒီကြနာတော့ပါဆလာအာဆလာအာဆလာအီဆလာအီဆလာဥ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 ဒါဒီသွားစီပြီးတော့အာခေါင်တွေကထွက်လာတဲ့အတန်ဖြစ်ပါတယ်ဆလာဥဆလာဥဆလာဥဆရာဦးဖြစ်ပါတယ်နောက်တစ်ခေါက်ဆရာအဆရာအာဆရာဤဆရာဤဆရာဥဆရာဆရာဥဆရာဦးဖြစ်ပါတယ်ကဲနောက်တစ်မျက်နှာမှာဒီမှာကဆရာဤဆရာအေဆရာအဆရာအဲဆရာဥဆရာဦးဆရာအောဆရာအောနောက်တစ်ခေါက်ထွက်ပြပါမယ်ဆရာအေဆရာအေဆရာအဲဆရာအဲဆရာဥဆရာအိုဆရာအောဆရာအောဖြစ်ပါတယ်ဒီချာလေးလိုက်ထွက်ပေးစီချင်ပါတယ်โอเคဒီနေရာမှာတခုဖိညီမှားနေပါတယ်ဒီမှာဆရာအောအဲ့လိုမျိုးဖြစ်ရမယ်တမန်ပါတယ်ခင်ဗျာကဲနောက်တစ်မျက်နှာသွားကြမယ်နောက်တစ်မျက်နှာလည်းအတန်တို့အတန်ရှိဒီချာလေးနားထောင်ပေးပါဒါကအာခေါတန်ဖြစ်ပါတယ်သွားမစီရပါဘူးဆရာဆရာဖြစ်ပါတယ်ဆရာဦးကဆရာဦးကဆရာအီကဆရာအီကဆရာဦးကဆရာဦးကဒီကြလေးနားထောင်ပေးပါဒီဟာကသွားမစီပဲနဲ့အကောင့်ထဲကထွက်လာတာဖြစ်ပါတယ်ဆရာဦးဆရာဦးဆရာဦးကဆရာဦးကဆရာအီကဆရာအီကဆရာဦးကဆရာဦးကဖြစ်ပါတယ်
အောက်ကမြင့်အတန်တွေဖိမထက်ပါနဲ့နော်ဖိညီတို့ဒီအတန်တူစရတဲ့ဆိုတဲ့အခါရေးကြည့်ပါတယ်ဒါဆိုဖိညီခဏခဏပြောပြစေဥပမာဒီဟာဆိုလို့ရှိရင်စရကိုစရအဲ့လိုမျိုးအောက်ကမြင့်တာဖတ်ထက်မဆိုနဲ့ဒီမှာစရဦးကိုစရဦးအဲ့လိုဖိမဆိုနဲ့စရအီယာကိုစရအီယာအဲ့လိုဖိမဆိုနဲ့စရကိုစရအဲ့လိုမျိုးဖိပြီးတော့အောက်ကမြင့်တာရင်လည်းမထွက်ပါနဲ့ဒါဆိုလို့ရှိရင်တာတွေမှားသွားနိုင်ပါတယ်ဒါကြောင့်ပြန်ဆိုပြပါမယ်စရအစရအစရဦးစရဦးစရအီယာစရအီယာစရစရကဲအဲ့လိုလေးတန်ထွက်လေးကိုကွဲလေးထွက်ပြီးတော့ကွဲလေးလည်းကြားနေရပါမယ်ကျွန်တော်တင်နေတာသွားမယ်ဒါကတော့တန်တို့တရထဲမှာပါတယ်ဒါပေမဲ့တာရှိဆိုရတဲ့တရလေးလုံးဖြစ်ပါတယ်စရအိုင်ဒါလည်းစရအိုင်ဒါစရအောစရအမ်โอเคဒီစရအိုင်ဒီစရအိုင်မိုင်းမလိုက်ထပ်မှာပါပါတယ်စရဒီစရအိုင်ကစရအိုင်မိုင်းမူဝမ်အဲ့လိုခွဲပါတယ်ဒါကစရအောဒါကစရအမ်ဖြစ်ပါတယ်တာရှိထွက်တယ်ဒါပေမဲ့တန်တို့တရအုပ်စုထဲမှာပါပါတယ်ဘီတို့ကဲနောက်ထပ်တန်တို့တာရှိဒီဟာကပြောတတ်တဲ့ပဲတာကိုသုံးနေပါတယ်စာပုတ်30ပုတ်40ဖတ်လို့မှတကတလေပဲတွေးလေရှိတဲ့အားတွေဖြစ်ပါတယ်ဒါကြောင့်တအားကြီးလမ်းမှတ်မိဖို့မလိုပါဘူးတရားလေးတွေတန်ထွက်လေးဆိုပြပါမယ်ဒီမှာဆိုရင်လဒီမှာဒီဟာကရှာလိုက်ပါတယ်ဒီမှာကရှာလိုက်တာနဲ့ရှာမလိုက်တာပဲကွာပါတယ်ကဲဒါဆိုလို့ရှိရင်ဘီမှာဘီနှစ်ချုပ်လုပ်ပေးတယ်လို့တရမှာလည်းပြန်ပြီးတော့အနှစ်ချုပ်ပေးထားပါတယ်သူရဲ့နီးစနစ်လေးတွေမှန်းပြီးပါနောက်တစ်ခေါက်ပြန်ပြောပြပါမယ်အတန်တူစရကိုဆိုတဲ့အခါမိုက်တူအတန်မြန်မာမှာဆိုရင်အောက်ကမြင့်နဲ့ဖိမဆိုပါနဲ့တန်ရှိစရကိုဆိုတဲ့အခါတဖြောက်တဲ့ဝက်ဆပ်ပေါက်တန်တဲ့ပါကိုဖက်ကိုတွားပြီးတာပြီးနေတော့ဆိုပေးရပါမယ်ကဲနောက်ဗီဒီယိုတွေကတော့ဘီနဲ့တရပေါက်တဲ့တင်အားစာတွေပြောထားတဲ့အတိုင်းပဲလာပါမယ်ဒီကြကြလေးပြင်ဆင်ပြီးလာပါမယ်အဲ့ဒီမှာလည်းသူတို့နဲ့ပတ်သက်တဲ့နီးစနစ်လေးတွေရှိတာကြောင့်နီးစနစ်လေးကိုတေချာမှတ်ပြီးတော့ရှေ့ဆက်သွားရင်ထိုက်စာကလွယ်ပါတယ်ဟိုနေ့ကဗီဒီယိုမှာပြောထားတဲ့အတိုင်းပါပဲဘီတရပေါက်စနီကိုဒါခြေခံကြတာမှန်ရသွားမယ်ဆိုလို့ရှိရင်ထိုက်စာကို40ရာခိုင်နှုန်းလောက်ပြီးတော့ဖတ်တတ်သွားမှာဖြစ်ပါတယ်ပြန်ပြောပါမယ်ဘီတရကိုပေါက်နိုင်ရုံနဲ့ထိုက်စာကို40ရာခိုင်နှုန်းလောက်ပေါက်တတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်တန်ထွက်မှန်ကန်ထိုက်စာထွက်နိုင်ဖို့အတွက်ထိုက်တရကိုလည်းဂရုစိုက်ပြီးတော့ပြီးတော့လေ့ကျင့်ပေးပါကြီးကြီးတဲ့ခန်းထားမှာဘီတန်ထွက်ရောတရတန်ထွက်ရောမှန်ကန်မှရလာထွက်လာလို့ရှိရင်တေချာလေးနဲ့လိုချင်တဲ့ကောင်းမွန်တဲ့ရလာတန်ထွက်လေးထွက်လာမှာဖြစ်ပါတယ်ဘာလို့အတန်တွေကိုပြီးရင်အရင်ရေးကြီးတယ်လို့ပြောလဲဆိုတော့ကအတန်ထွက်မှန်မှတန်ထွက်မှန်ကန်မှပြီးရင်တို့ဒီမရောသွားမှာတန်ထွက်တွေကိုရောသွားလို့ရှိရင်နောက်ပိုင်းထိုက်စာတင်ရတာခက်တယ်ဆိုပြီးတော့မတင်ဘဲနဲ့ထားလိုက်ကြတဲ့လက်လာသူလေးတွေအများကြီးတွေ့တာဖြစ်တဲ့အတွက်ဖိညီကအတန်ထွက်ကိုမရောစေချင်ဘူးဒီအခြေခံကစဘီကိုအမီဘီဆိုလို့ရှိရင်ဘယ်လိုတန်ထွက်ရမလဲအလဲနဲ့နေဆိုရင်ဘယ်လိုတန်ထွက်ရမလဲဒါသူဘီတင်ကစားပါမှတ်ရမယ်တစ်ချက်တူးတဲ့တော့အချက်ကိုပြောပါဆိုရင်အဲ့ဒါပဲတရတင်ကစားမှာလည်းအဲ့လိုပဲတူးဒီတော့အချက်ကိုပြောပါဆိုလို့ရှိရင်တန်တို့တရတွေကိုအောက်ကမြင့်တန်နဲ့မထွက်နဲ့တန်ရှိတရတွေကိုအတန်ရှိနဲ့ဝက်ဆန်နဲ့တော့ပါတဲ့ဖက်တွေကိုတွားပေးဒီနှစ်ချက်ပဲဘီမှာလည်းမှတ်ရမှာတခုတည်းတော့အချက်ပဲရှိတယ်တရမှာလည်းမှတ်ရမှာတခုတည်းတော့အချက်ရှိတယ်အတန်ထွက်လေးတွေပဲဖိညီမှတ်ခဲ့တာအရင်ကြီးဟိုအောက်တွေဘီဘယ်နှလုံးရှိလဲအမီဘီဘယ်နှလုံးအနေဘီဘယ်နှလုံးအဲ့ဒါတွေမမှတ်မိလဲโอเคတယ်စာဖတ်ရမှာတိတ်မတုံးဖိညီတို့တန်တိုလည်းအဲ့လိုပဲတန်တိုတရဘယ်နှလုံးရှိတယ်တန်ရှိတရဘယ်နှလုံးရှိတယ်အဲ့ဒါတွေမှတ်မိဖို့ဆိုတာထက်အတန်ထွက်ဒီစနစ်လေးကိုပဲရလို့ရှိရင်ဆင်ပြပါပြီဒီနှစ်ခုကိုပဲမှတ်လို့ရှိရင်โอเคပါတယ်ဘယ်နှလုံးရှိတယ်ဆိုတာကတော့တိထိုင်ရင်တော့ပိုကောင်းတာပေါ့ဖိညီတို့ဒါပေမဲ့အများကြီးမမှတ်ရင်လိုအပ်တာကိုပဲမှတ်သွားလို့ရှိရင်ပို့ပြီးတော့ခရီးရောက်ပါတယ်ကဲဒါဆိုအများကြီးမပြောတော့ဘူးနောက်ဗီဒီယိုမှာဖိညီတို့ပြန်လဲဆွေးတွေ့ကြမယ်ကောင်းဆိုးနဲ့ဘီတရတင်ကားစာတွေဖန်တီးပြီးတော့လာခဲ့မှာမလို့စောက်ကြည့်ပေးပါဘီတင်ကားစာမှာဘီနှစ်ချုပ်လုပ်ပေးတာဖြစ်တဲ့အတွက်တရတင်ကားစာမှာလည်းဖိညီတရတင်ကားစာလာလုပ်ပေးရခြင်းဖြစ်ပါတယ် screenshot လေးတွေရိုက်ပြီးတော့ကိုယ့်ကိုလေ့ကျင့်သွားလို့လည်းရပါတယ်ကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီတော့ပါပဲခင်ဗျ